မင်္ဂလာပါစာသားလေးတွေကိုဘယ်လိုရောင်ချယ်ရလဲဆိုတာကိုပြောပြပေးတော့ပါမယ်ပြောင်းကျင်တဲ့စာသားလေးကိုဆက်လက်မှတ်ပါ font group ထဲမှာရှိနေတဲ့ font color ဆိုတဲ့အားလေးရှိပါတယ်အခုသူဒီ A ရဲ့အောက်မှာတော့အနီရောင်လေးချယ်ထားတယ်ကိုကအနီရောင်သုံးမယ်ဆိုလို့ရှိရင်တော့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်အနီရောင်ပြောင်းသွားပါပြီတခြား color နဲ့ပြောင်းမယ်ဆိုလို့ရှိရင်တော့ပြောင်းကျင်တဲ့စာသားကိုတစ်ချက်ဆက်လက်မှတ်မယ်ပြီးတော့ဆိုရင် font color ပေးရ down arrow လေးကိုနှိပ်မယ်နှိပ်ပြီးတော့ကိုကြိုက်တဲ့အရောင်လေးရွေးလို့ရပြီပေါ့နော်အရောင်လေးရွေးလို့ရပါပြီပြောင်းကျင်တဲ့စာသားကိုဆက်လက်မှတ်မယ်ဖောင်ကလာပေးရတောင်းရဲကိုနှိပ်မယ်ပြီးတော့ဆိုကိုကြိုက်တဲ့အရောင်လေးကိုရွေးလိုက်ပါမယ်အဲ့လိုမျိုးလေးနဲ့ဒီဖောင်ကလာကိုပြောင်းလို့ရတယ်တကယ်လို့အကုန်လုံးကိုတူတူထားမယ်ဆိုလို့ရှိရင်တော့တီးတဲ့အတိုင်းပေါ့နော်အားလုံးကိုဆက်လက်မှတ်ပြီးတော့ကာလာတစ်ခုဒီကာလာလေးသုံးမယ်ဆိုတူတူမျိုးလေးရွေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့အကုန်လုံးကိုကာလာပြောင်းနေဖြစ်ပါတယ်အကုန်လုံးကိုမူလအတိုင်းပြန်ဖြုတ်မယ်ဆိုလို့ရှိရင်တော့ကလီယာကိုဖုံးမှတ်တိုင်းကိုနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့တခါလေးအကုန်လုံးပြောင်းသွားပါပြီနောက်တစ်ခုကကျတော့ဒီhighlight လုပ်တာမျိုးပေါ့နော်အမျိုးလေးသုံးမယ်ဆိုလို့ရှိရင်တော့သုံးကျင်တဲ့စာသားလေးကိုဆက်လက်မှတ်မယ်ဒီမှာ highlight color ဆိုပြီးတော့ရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့နောက်မှာ highlight လေးလုပ်ပြီးတော့ပြီနောက်လည်းသုံးကျင်တဲ့စာသားကိုဆက်လက်မှတ်မယ်ပြီးတော့တခြား color သုံးကျင်တယ်ဆိုလို့ရှိရင်လည်းတခြား color သုံးလို့ရပါတယ်ပြီးတော့ခုနကလိုပဲဒီစာသားလေးကိုပြင်လိုက်မယ်ပေါ့နော် text color လေးထည့်လိုက်မယ်ပြီးတော့နောက်က highlight color လေးထည့်လိုက်မယ်ပြီးတော့ဒီစာလေးကိုဆိုလို့ရှိရင်ဟိုသုံးမယ်အဲ့ဒါလေးသုံးထားမယ်ပြီးတော့ဒီမှာ font ကိုလည်းပြင်ထားလိုက်မယ် font size လေးလည်းနည်းနည်းကြီးမယ်ပေါ့နော်ဒါမျိုးလေးပြင်ထားလိုက်တယ်အဲ့ဆိုဒီအတိုင်းလေးပဲတခြားဟာတွေကိုလည်းပြန်လို့ခြင်းတယ်ဆိုပါတော့ဒီ campaign နဲ့အကုန်လုံးကိုဒီလိုပုံစံလေးပဲဖြစ်ချင်တယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ခုနလိုတစ်ခုချင်းပြင်မနေပဲနဲ့လွယ်နည်းလေးကကြတော့သုံးကျင်တဲ့ဒီလိုမျိုးဖြစ်ချင်တဲ့စာသားလေးပေါ်မှာကာစာထားလိုက်မယ်ပြီးတော့ဒီနေရာမှာရှိတဲ့ format printer ဆိုတာလေးကိုနှစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်သူစီကနေပြန်ထွက်လာပြီးတော့ဒီတက်ရောက်လာနေသူကဒီစီးချယ်ဟာလိုမျိုးလေးပေါ့နော်အဲ့မျိုးလေးနဲ့ပါလာလိမ့်မယ်အဲ့ဒီမှာကိုသုံးကျင်တဲ့စာသားလေးကိုဆက်လက်မှတ်ပေးလိုက်မယ်ဆိုလို့ရှိရင်ခုနကပုံစံတိုင်းလေးပြင်လို့ရပါပြီတစ်ခုချင်းပြင်မနေတော့ဘဲနဲ့ဒီရှိပြီးသားပုံစံကို copy လိုက်တဲ့သဘောလေးပါပြီးတော့ဒီမှာသုံးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဟာလေးကိုတစ်ချက်နှိပ်ပြီးတော့မှပြန်ပို့ရပါမယ်ပြီးတော့ဒီဟာလေးအကုန်လုံးဖြုတ်မယ်ဆိုလို့ရှိရင်တစ်ခုချင်းစီမဖြုတ်တော့ဘဲနဲ့အကုန်လုံးကိုဆက်လက်မှတ်မယ် clear off formatting နဲ့သုံးလိုက်ပါမယ်ဒီအကောင့်လေးကကြတော့သူက highlight လုပ်ထားဖြစ်တဲ့အတွက်ကြောင့် clear off formatting နဲ့သုံးလို့မရပါဘူးအကုန်လုံးဆက်လက်မှတ်ပြီးတော့ဒီ highlight မှာ no color လုပ်လိုက်ပါမယ်ဒါဆိုရင်တော့အကုန်လုံးပြောင်းသွားပါပြီ